ဝန်တိုတာဘာကိုဝန်တိုတာလဲဆိုတော့ကိုပိုင်နေဆိုင်နေလို့သတ်မှတ်ထားတဲ့သက်ရှိသက်မဲ့တွေနဲ့ပတ်သက်လာလို့ရှိရင်သူများနဲ့လုံးဝမဆက်ဆက်စေခြင်းဘူးသူများနဲ့လုံးဝမပတ်သက်စေခြင်းဘူးနည်းနည်းလေးမှအထိမခံနိုင်ဘူးအကြည့်မခံနိုင်ဘူးဟောတကယ်မြတ်နိုးလာလို့ရှိရင်အကြည့်တောင်မခံနိုင်ဘူးအထိမပြောနဲ့ဟုတ်လားအပိုင်ဆိုတာဝေလာဝေးနော်ဒါငါဟာလို့သတ်မှတ်လို့ရတဲ့အရာမှန်သမျှနဲ့သက်ရှိပဲဖြစ်ဖြစ်သက်မဲ့ပဲဖြစ်ဖြစ်အဲ့ဒါကိုတစုံတစ်ယောက်ကမျက်စောင်းထိုးလာပြီးဆိုစပြီးတော့လှုပ်လာပြီပေးရတော့မှနဲ့တူတယ်ပတ်သက်တော့မှနဲ့တူတယ်ဆိုရင်စိတ်ထဲမှာထိတ်လန့်လာတယ်တုန်လှုပ်လာတယ်တတ်နိုင်သမျှကာကွယ်ဖို့ကြိုးစားရတယ်နေရင်ထိုင်ရင်အဲ့ဒီလူဟာကိုယ်ရန်သူဖြစ်တော့မှာမုံညင်းညောင်မနာလိုတဲ့သဘောဖြစ်တယ်ဟုတ်လားချစ်ချင်းညောင်တော့ဝင်တိုးတဲ့သဘောဖြစ်တယ်ဟုတ်တယ်ကိုချစ်တဲ့အရာကိုတတ်မဲ့ပစ္စည်းဆိုလည်းဘယ်သူမှမပေးနိုင်ဘူးရကျင်တဲ့မျက်လုံးနဲ့ကြည့်မယ်ဆိုရင်တော့မှစိုးရိမ်နေပြီစိတ်ထဲကထိတ်လန့်နေပြီဟုတ်လားအေးချစ်တဲ့သက်ရှိသက်မဲ့တွေနဲ့ပတ်သက်ပြီးတော့သူများနဲ့ထိစပ်မှာပတ်သက်မှာပေးလိုက်ရမှာဝင်တိုးတဲ့သဘောအများကြီးမရှိဘူးလားရှိတယ်အဲ့ဒီဝင်တိုးတဲ့သဘောကလည်းဆိုးတာပဲဗျကာကွယ်ရတယ်စောင့်ရှောက်ရတယ်ငါချစ်တာတွေနဲ့လာပတ်သက်တော့မဲ့လူငါရန်သူဟုတ်လားငါပိုင်တဲ့တွေကိုလာဝန်ဆွတ်ဖက်တော့မယ်ဆိုရင်ငါရန်သူကာကွယ်ရတယ်စောင့်ရှောက်ရတယ်ကြိုတင်ပြီးတော့ဒုက္ခပေးနေပေးထားရတယ်မစ္စရိယလည်းဆိုးတာပဲနော်အေးအဲ့ဒီမစ္စရိယကဘာကြောင့်ဖြစ်တယ်ကြံမြင်အဖြစ်ချစ်ချင်းညောင်ဖြစ်တယ်အဲ့တော့ချစ်ချင်းမုန်းချင်းညောင်မနာလိုခြင်းဝန်တိုခြင်းဆိုတာဖြစ်တာတဲ့အင်မတန်သဘာဝကျပြီးတော့အင်မတန်မှန်တဲ့တရားတွေဟုတ်လားဒါကြောင့်မနာလိုခြင်းဝန်တိုခြင်းဆိုတာကိုပေသက်ပေါင်းသူတော်ကောင်းတို့ဆက်ဆုပ်တယ်ဆိုလို့ရှိရင်ချစ်ချင်းမုန်းခြင်းကိုလည်းဆက်ဆုပ်မှဖြစ်လိမ့်မယ်ဟုတ်လားချစ်ချင်းမုန်းခြင်းကိုကြတော့မပြစ်နိုင်ဘူးချစ်တာလည်းအလွန်ပဲမုန်းတာလည်းအလွန်ပဲဆိုရင်တော့လာလိမ့်မယ်နောက်ဆက်တွဲအိတ်တာတွေရောမစ္စရိယတွေရောရှုပ်ထွေးခတ်နေမှာအိတ်တာတွေမစ္စရိယတွေလာပြီဆိုရင်တော့အဲ့ဒါဘေးတွေကိုဒဏ်တွေကိုစိတ်ဆင်းရဲတာတွေကိုအကုန်လုံးပွေလိမ့်နေတော့မှာပဲသဘောပေါက်တယ်နော်